အခုတစ်စင်မှာတစ်စင်ကဒီနေ့ပေါ့နော်တစ်စင်ကိုမေးထားတဲ့ပတ်တန်လေးကိုပြောပြပေးမယ်ဒီညပတ်တန်လေးကဆိုရင်တစ်စင်ကိုမေးထားတာတော်တော်လေးကြာပြီပေါ့နော်တစ်စင်ကိုနောက်ထပ်မေးထားတဲ့သူလေးတွေလည်းရှိပါတယ်တစ်စင်ကအစင်လိုက်လေးကိုမှတစ်စင်ပြန်ပြီးတော့ဖြည့်ပေးသွားပါမယ်တစ်စင်ကအခုဒီညပတ်တန်လေးကိုပြောပြပေးပါမယ်ဟုတ်တစ်စင်ကပတ်တန်လေးဆွဲပြပေးမယ်ကိုကကိုယ့်ရဲ့မူရင်းပတ်တန်ဒါရှည်ချင်တဲ့နောက်ချင်တဲ့လေးဆွဲထားပြီတစ်စင်ကတော့ဒီမှာဒီတိုင်းလေးဖြတ်ထားတယ်ပြီးလို့ရှိရင်တစ်စင်ကတော့ဒီမှာပကြာမပတ်တန်ဖို့ပေါ့နော်တစ်စင်တော့ ready to wear လို့လည်းပြောလို့ရတယ် ready made လို့လည်းပြောလို့ရတယ်အမျိုးမျိုးခေါ်ဝေါ်ကြပါပေါ့နော်တယောက်နဲ့တယောက်ကတော့ခေါ်ဝေါ်မတူကြဘူးအဲ့တော့တစ်စင်ကဒီ size ချက်လေးနဲ့ဆွဲပြပေးထားတယ်ဒီ size ချက်လေးရဆိုလို့ရှိရင်တစ်စင်ကဒီပကြာမပတ်တန်ဖို့ဝယ်ယူရုံနဲ့ဒီ size ချက်ပါအပါရှုံနည်းတွေကပကြာမပတ်တန်တီးတန့်ရှုံနည်းပါတင်ပေးထားတဲ့တင်နန်းတစ်ခုကိုပါလက်ဆောင်ပေးမှာဖြစ်တယ်ပေါ့နော်အဲ့ဒီမှာဆိုဒါလေးကိုတစ်စင်ကအသေးစိတ်ရှင်းပြပေးထားတယ်အဲ့တော့တစ်စင်ကဒီမှာဒီအနောက်ရှမ်းလေးကိုပုံစံဆွဲပြပေးမယ်နော်သူရဲ့အင်ဂျင်ကကျတော့တစ်စင်တော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်သူကကုံပြောက်ပတန်တိုင်းသွားရမှာနော်ကုံပြောက်ပတန်တိုင်းသွားမှာဆိုတော့အဲ့တော့တစ်စင်ကဒီအနောက်ရှမ်းကိုဝင်ဆုံးပြောပြပေးမယ်အနောက်ရှမ်းရောက်တစ်စင်တော့ဘီလုံးမှတ်လိုက်မယ်ပေါ့နော်ဘီလုံးမှတ်ပြီးလို့ဆိုလို့ရှိရင်တစ်စင်တော့အနောက်ရှမ်းရောက်တော့သူကဒီမှာ height တယ်ပေါ့နော် height တာကြရင်ကိုက၄လက်မလောက်ရှာအဲ့တော့တစ်စင်က၄လက်မရှာလိုက်မယ်နော်၄လက်မရှာတော့သူကဒီမြင်းနားရောက်မှတစ်စင်တော့၄လက်မရှာတော့အဲ့တော့ဒီတိုင်းလေးပဲထားလိုက်ဘာလို့လဲဆိုလို့ရှိရင်သူကပြီးကြမှာတစ်စင်တော့ဒီနားနေပြီးတော့သူ့ရဲ့ဒီတရေကျိုးနော်ဒီကတရေကျိုးနဲ့တွန်ထားတာတစ်စင်တော့ကတရေကျိုးစာကိုတစ်စင်တော့နည်းနည်းရှိလောက်ယူပြီးတော့ဗောနော်ဒီနားလေးဒီလိုမျိုးအတုံလေးဖြစ်အောင်လုပ်လိုက်ဒါကသူကအရှိချမ်းအနောက်ရှမ်းအတိုင်းပဲနော်ဒါဆိုတစ်စင်တော့အနောက်ရှမ်းပြီးသွားပြီဒီမှာသူကဒီနားကတစ်စင်တော့လဲပင်ဖြတ်ရှာမယ်ကိုကမဟုတ်ဘူးဒီနားမှာ height တာမပြဘူးဆိုရင်တစ်စင်တော့3လက်မလောက်ပဲရှာနော်3လက်မလောက်တော့အနည်းဆုံးရှာပြီဒီအညီပုံစံတိုင်းရှုံမယ်ဆိုရင်အဲ့တော့တစ်စင်တော့ဒီမှာ B ချမ်းရသွားပြီနော်အဲ့တော့တစ်စင်တော့ကအရှိချမ်းသွားမယ်ဆိုလို့ရှိရင်တစ်စင်တော့ကအနောက်ရှမ်းလို့ပဲကိုကဒီနေရာမှာအနောက်ရှမ်းက4လက်မရှာလို့4လက်မရှာလေရတယ်နော်ကိုကမဟုတ်ဘူးပို့ပြီးတော့ height ရှင်တယ်ဆို5လက်မရှာလေရတယ်ဒီစင်ကတော့ဒီမှာ4လက်မပဲရှာပြလိုက်မယ်နော်ပို့ပြီးတော့လွယ်အောင်လို့တစ်စင်တော့ဒီကနေဒီကိုတစ်စင်တော့4လက်မရှာမယ်4လက်မရှာပြီးလို့ရှိရင်တစ်စင်တော့ဒါကလဲပင်ပေါ့နော်ဒီကနေဒီကိုတစ်စင်တော့မှတ်ထားမယ်နော်ဒီကနေဒီကို4လက်မရှာပြီးလို့ဆိုလို့ရှိရင်ဒီစင်ကဒါဆိုရသွားပြီဆိုလို့ရှိရင်ဒီမှာဒီစင်တို့ဒါတော့သူကကုတ်ပြောက်ပတန်တိုင်းသွားရမှာကုတ်ပြောက်အညီဖြစ်တဲ့ဒီစင်တို့ကဒီလက်ကိုကသူကဒီအပေါ်တက်ထားတယ်အဲ့တော့ဒီစင်ကဒါကိုတလက်မအထဲထဲဝင်လိုက်မယ်နော်ဒါကုတ်ပြောက်လက်ဆွဲပြီနော်တခြားလေးကြည့်ပြီနော်တလက်မဒီစင်တို့ဝင်သားမယ်ဒီညမှာကိုကလက်ကအရန်ကြီးပခုံးပေါ်မတင်ကျင်ဘူးဒီချိတ်ရုံလေးပဲတင်ကျင်နေဆိုဒီစင်တို့လေးစိတ်ဝင်နာနေရတယ်အဲ့တော့ဒီစင်တို့ကဒီနာကိုဖြတ်ရှာလိုက်မယ်အဲ့ဆိုဒီစင်တို့ဒီနာတလက်မဝင်မှာနော်ကိုကဒီပခုံးရှက်ရုံလေးပဲကြာလို့ရှိရင်၄စိတ်ဒါမှမဟုတ်6စိတ်ကိုကြိုက်တယ်လို့ဝင်လို့ရတယ်နော်ဒီစင်ကတော့သူ့ရဲ့ဒီအင်ကြီးပုံစံတိုင်းသူကတလက်မဝင်ထားဖြစ်တဲ့တော့ဒီစင်ကတလက်မဝင်လိုက်မယ်ပြီးလို့ရှိလို့ရှိရင်ဒီစင်တို့ကဒီအပေါ်ကိုဒီစင်တို့ဒီရှာထားတဲ့အတိုင်းဒီစင်တို့မြင်းဖြောင်းတစ်ချောင်းဆွဲလိုက်မယ်နော်ပြီးလို့ရှိလို့ရှိရင်သူ့ရဲ့လက်မှာဒီစင်တို့တွန့်စာပါတယ်တွန့်စာပါတာဖြစ်တဲ့တော့ဒီစင်ကတွန့်စာထုတ်လိုက်မယ်တခြားကြည့်ပြီနော်ပထမဆုံးဒီစင်တို့ကဒီတလက်မဝါနေပြီးတော့ပခုံးထိမြင်းဖြောင်းတစ်ချောင်းဆွဲလိုက်မယ်တန်ပဲပြီးလို့ရှိရင်ဒီအပေါ်ဒီစင်တို့တွန့်စာထုတ်မယ်တွန့်စာထုတ်ပြီးလို့ရှိရင်ကိုကလက်ဘလောက်ရှည်လို့ကျင်တာလဲဘလို့ကျင်တဲ့လက်ရှည်ဒီမှာထက်နော်လက်ရှည်ဒီမှာထက်ပြီးလို့ရှိရင်ဒီစင်တို့လက်ဝတန်မို့ထက်တခြားကြည့်ပြီနော်လွယ်လေးပဲလက်ဝတန်မို့ထက်ပြီးလို့ရှိရင်ဒီစင်တို့ကဒီအပေါ်ဒီစင်တို့တွန့်စာဘယ်နှလက်မထည့်ထားလဲဒီစင်ကတော့ဒီမှာ2လက်မလို့ဒီစင်ကထည့်လိုက်မယ်နော်2လက်မဆိုတော့အဲ့တော့ဒီစင်တို့ကဒီမှာတွန့်စာထည့်လို့ရှိရင်ဒီကိုတွန့်စာထည့်မဟုတ်ဘူးကိုကဒီလက်ဝမှာအတွန့်များခြင်းနဲ့ဆိုရင်ဒီစင်တို့ပို့ပြီးတော့ထည့်လို့ရဒါကကိုယ့်ရဲ့စိတ်ကြအဲ့တော့ဒီစင်ကဒီမှာတွန့်စာဒီစင်က2လက်မထည့်လိုက်မယ်ဒါဆိုဒီစင်တို့ဒီလောက်ရသွားမှာပေါ့ရသွားပြီဆိုလို့ရှိရင်ဒါကိုဒီစင်တို့ကအလိုက်တင်လေးပဲသူ့ရဲ့ဂျိုင်းပုံစံနဲ့တိုင်းတိုင်းလေးရသွားမယ်ဒါဆိုဒီစင်တို့ခုတ်ပြောင်းလက်ပြီးသွားပြီနားလည်မယ်နော်ဒီစင်တို့ဒီလက်ဆွဲတော့ဒီစင်ပြန်ပြီးရှင်းပြပေးမယ်ဒီစင်တို့ပထမအဦးဆုံးတလက်မဝင်လိုက်တယ်ဘာလို့လဲဆိုလို့ရှိရင်ဒီညီကကျတော့သူကဒီကုတ်ပေါ်သူကလက်တော်လေးတက်တာဖြစ်တဲ့အတွက်တလက်မဝင်လိုက်တယ်ပြီးရင်ဒီပခုံးထိဒီစင်တို့မြင်းဖြောင်းတစ်ချောင်းဆွဲလိုက်တယ်ပြီးလို့ရှိရင်ကိုလိုချင်တဲ့တွန့်စာအလိုက်ထည့်တယ်ပြီးလို့ရှိရင်ဒီစင်တို့လက်ရှည်ဆွဲတယ်နော်ဒါကလက်ရှည်နော်လက်ရှည်ဆွဲတယ်ပြီးရင်လက်ဝတံမို့ထည့်တယ်ပြီးလို့ရှိရင်ဒီစင်တို့ကတွန့်စာဒီလက်ဝမှာထပ်ပေါင်းတယ်ဒီစင်တို့ဒီပခုံးပေါ်မှာ2လက်မပေါင်းလို့ရှိရင်လက်ဒီလက်ဝမှာ2လက်မပေါင်းလို့ရတယ်မဟုတ်ကိုကပို့ပြီးတော့ပေါင်းခြင်းနဲ့ဆိုလို့ရှိရင်လည်းရတယ်ပြီးရင်ဒီစင်တို့ကအလိုက်တင်လေးဆွဲလိုက်ရအောင်မယ်ဒါဆိုရသွားပြီရှုပ်တာဘယ်လိုမျိုးရှုပ်ရမလဲဆိုတော့ဒီစင်တို့ဒါကိုအပူ
အပူတက်ရညှက်ရမယ်ညှက်ပြီးလို့ဆိုလို့ရှိရင်ဒီဟာကိုဒီစနိုဖြန့်ပြီးတော့စာကော့ဆရာမလို့ဒီအပေါ်နားလေးကိုဒီစနိုနည်းနည်းလေးလုံးလိုက်ပေါ့နော်ကျိုးဆက်မတွန်းကွယ်သူကတရေချိုးနဲ့တွန်းမှာနော်တရေချိုးတွန်းပြီးလို့ဆိုရင်ဒီစနိုကဒီလက်ကိုလည်းတရေချိုးတွန်းလက်ဝါကိုတရေချိုးတွန်းပြီးကြမှာဒီစနိုကဖိနေနော်ရမယ်နော်ဒီနေရာမှာဒီစနိုကဒီလက်ကိုရိုးရိုးတက်ပြီးတော့ပဲလက်တက်ပြီးမှအရှိချမ်းနဲ့အနောက်ရှမ်းဒီလက်တက်အနေနဲ့ဒီစနိုကအရှိချမ်းအနောက်ရှမ်းတွဲရမှာเนาะဒါတော့ဒီစနိုကိုပြချုပ်တဲ့လူဆိုရင်သိမယ်အရှိချမ်းအနောက်ရှမ်းတွဲပြီးတော့ဒီစနိုကဒီလက်ကိုပြန်ပြီးတော့ဒီတရေချိုးနဲ့တွန်းလိုက်ရတယ်ဒါကိုရဲ့စိတ်ကြเนาะဒါဆိုရမယ်เนาะဒီစနိုကဒီလိုမျိုးကိုကဒီလိုမျိုးပချာမဝမ်းဆက်ပတန်ကိုတီးတန့်တင်ယူခြင်းနဲ့ပချာမဝမ်းဆက်ပတန်နဲ့ကျွမ်းခြင်းနဲ့ပချာမဝမ်းဆက်တွေကိုတီးတန့်ချုပ်ရောင်းခြင်းနဲ့ဆိတ်ရှုပ်နေရင်ကနေဝင်အသိချခြင်းသူတွေဆိုလို့ရှိရင်ဒီရှိမှာပချာမအုံလေးပတန်ဖို့တီးတန့်ဆောင်မှာယူလို့ရပါတယ်ကိုကမှာယူခြင်းနဲ့ဆိုရင်တော့တစင်းရဲ့ဘိုင်ဘာကနေအသေးစိတ်သွားမြင်ပြီးတော့မှာယူနိုင်ပါတယ်